ထန်းသီးဆိုတာဟာမြန်မာနိုင်ငံအတွင်းမှာလူသိများပြီးတော့နွေရာသီအပူပိုင်းချိန်ကိုရောက်တဲ့အချိန်မှာအထူးသဖြင့်လူကြိုက်များတဲ့သစ်သီးတစ်မျိုးဖြစ်ပါတယ်။ထန်းသီးဟာထန်းပင်မှာထွက်လာတဲ့သစ်သီးအမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ထန်းပင်တွေဟာအပူပိုင်းဒေသတွေမှာအများဆုံးတွေ့ရပြီးတော့မြန်မာ၊ထိုင်း၊အိန္ဒိယစတဲ့နိုင်ငံတွေမှာပေါများကြပါတယ်။ထန်းပင်တစ်ပင်ကနေထန်းသီးများစွာထွက်ရှိလာနိုင်ပါတယ်။အပြင်ဘက်မှာအနက်ရောင်သို့မဟုတ်မဲညိုရောင်အဖုံးရှိတတ်ပါတယ်။အတွင်းပိုင်းမှာတော့အရည်တွေပြည့်နှက်နေပြီးအရန်ကိုမှနူးညံ့တဲ့ထန်းသီးအသားဟာ ice apple လိုမျိုးရှိပါတယ်။ထန်းသီးတစ်လုံးထဲမှာထန်းချက်2ချက်မှ3ချက်ခန့်ပါတတ်ပါတယ်။ထန်းသီးဟာရေဓာတ်များပြီးတော့အေးများတဲ့အရာသာရှိပါတယ်။ထန်းသီးထဲမှာပါဝင်တဲ့အရေးကြီးအာဟာရဓာတ်တွေကတော့ vitamin B, vitamin C, potassium, iron, fiber နဲ့ရေဓာတ်တို့ဖြစ်ကြပါတယ်။ထန်းသီးရဲ့အဓိကကျန်းမာရေးအကျိုးကျေးဇူးများကတော့ထန်းသီးဟာအပူချိန်ကိုလျှော့ချပေးနိုင်ပါတယ်။နွေရာသီမှာကျွန်တော်ရဲ့ခန္ဓာကိုယ်အပူချိန်ကိုလျှော့ချစေပြီး cooling effect ရှိတတ်ပါတယ်။ထန်းသီးဟာစီးချိုကိုထိန်းညှိပေးနိုင်ပါတယ်။ထန်းသီးထဲမှာသဘာဝသကြားဓာတ်များပါဝင်ပြီးတော့အလွန်အကျွံမစားသုံးမှုဆိုရင်တော့စီးချိုယောဂရှိသူတွေတောင်မှသင့်တော်ပါတယ်။ထန်းသီးဟာအစာခြေဖြတ်မှုကိုအားကောင်းစေပါတယ်။ထန်းသီးထဲမှာ fiber ဓာတ်များပါဝင်နေမှုကြောင့်ဝမ်းချုပ်ခြင်းကိုသက်သာစေနိုင်ပါတယ်။ထန်းသီးဟာအရေပြားအတွက်အလွန်ကောင်းမွန်ပါတယ်။ထန်းသီးဟာရေဓာတ်များပြီးတော့ဗိုက်တာမင်ဓာတ်များပါဝင်တာကြောင့်အသားရည်ကိုစိုပြေလှပစေပါတယ်။ထန်းသီးဟာပင်ပန်းနွမ်းနယ်မှုကိုလျော့ချပေးနိုင်ပါတယ်။ထန်းသီးထဲမှာ electrolyte ဓာတ်များပါဝင်တာကြောင့်အားပြန်ဖြည့်တင်းနိုင်ပါတယ်။ထန်းသီးကိုအရည်အဖြစ်တောက်သုံးခြင်း၊ထန်းသီးရဲ့အသားကိုတိုက်ရိုက်စားသုံးခြင်း၊ထန်းသီးကိုမုတ်အဖြစ်လှုပ်စားခြင်း၊ထန်းသီးကိုဖျော်ရည်အဖြစ်ပြုလုပ်၍တောက်သုံးခြင်းတို့အဖြစ်ထန်းသီးကိုစားတောက်နိုင်ပါတယ်။ထန်းသီးကိုအလွန်အကျွံများများစားသုံးမိမယ်ဆိုရင်ဝမ်းပြက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။တန်ရှင်းမှုမရှိသောထန်းသီးများကိုရှောင်ကျဉ်သင့်ပါတယ်။အရေးခံထားသောထန်းသီးကိုတောက်သုံးမိမယ်ဆိုရင်ဝမ်းပိုက်အောက်နိုင်ပါတယ်။ထန်းသီးဟာအပူဓာတ်ကိုရောကျစေတဲ့သဘာဝအစားအစာဖြစ်ပါတယ်။ထန်းသီးဟာရေဓာတ်များပြီးတော့အာဟာရကောင်းပါတယ်။ထန်းသီးဟာနွေရာသီအတွက်အကောင်းဆုံးသစ်သီးတစ်မျိုးဖြစ်ပါတယ်။ဒီဗီဒီယိုကိုအစကနေပြီးဆုံးသည့်ထိအားပေးကြည့်ရှုသွားခဲ့ကြတဲ့လူကြီးမင်းများကလည်းကျွန်တော်အခုပြောပြပေးသွားခဲ့တဲ့အကြောင်းအရာတွေကိုအထူးကောင်းမွန်စွာနားလည်ပြီးတော့သဘောပေါက်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီဗီဒီယိုကိုဒီနေရာမှာပဲရန်နာပါမယ်။နောက်ထပ်လာမယ့်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြရအောင်ပါ။လူကြီးမင်းများအားလုံးနဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေ။ဒီဗီဒီယိုကိုအားပေးကြည့်ရှုကြတဲ့အတွက်လည်းကျေးဇူးအထူးပဲတင်ရှိပါတယ်။